တော်လေးတော့များတယ်ချုပ်တင်ခါသူနည်းကဲမတင်တော့နာဒီစက်ကသူဒီစနေတာကေတန်တေမဲတေကတော့တာတေကန်အစစ်ဒီတော့ကမပုတ်ပါတော့တာဒီဘောမလေးတို့ခါစာစုသတ်တေကိုလိုက်မဒီကသူဒီကနေ့ချွနေပြီးဘူးစီဘူးဖတ်တယ်မလဲရပုတ်လျောပုတ်တန်တိုတေမင်းပငါဖတ်တယ်လို့တစုတာခန်းကေတန်တင်လို့มาลองดูดูดิบุสิบุก็เกิดตัวป้าเตะตำเดียวกันสุดก็ผ่านตรงไหนจนมาดินหนูกันสถาปนิกค่ะดูเล่นนี่กันพาลิสินนั้นเราขั้นอะไรตัวนี้ค่ะมาถึงภาษาไลฟ์ก็เทเลมีก็ผมว่าถ้าสกัดน้ำอะไรดูวันนี้เอาสิเลยเดี๋ยวเนี่ยตรงนี้ก็หมาถ้าเขาเทเลมีผมว่าเราประมาณสกัดน้ำอะไรดูประมาณสักการน้ำอะไรตัวเตี้ยวมาแบบชิวใช่ไหมไอ้โซลูชันประมาณนั้นเลยใช่ไหมเจ้าอะไรนะโอเคจนเราดีบีบูซีบูที่เขาเสียตัวจนเรานำไปเราจัดการใช่ไหมยูโซเบียสามเลยสุดท้ายจนเราเตะกับมาลูเลยสุดท้ายจนเราเจอยูโซเบียใช่ไหมจนเราเตะผมนะเป็นลูกยูชิวเลยดีลูกยูละดีลูกยูชิวเลยถึงละ都听不清了，只能我对风讲嘛，路来就是反正啊，地路的事业。今哪里嘛，这路就先回答来，比如说今哪里嘛，第一次一做比较，就你这边个，我跟去釜山你嘛，釜山的是，就我对个马路边的时候发现了，就那时呢，人家他们在山东呢，阿边啊，你就历史的，比如说街道的。到了天马巴黎等下晒个照片，看到不着我刚好做天的压力，就话前点比的，就那种看到不着一样路而且，看到不着一样路而且嘛，不好的，别说苏州这边下流多啊，ไม่จงปีละนิ้วซ้ทำให้มีแบบเต็มที่หรอมาสุดเด็ดลูกกับดูลูกเลยสุดท้ายจะโนโรเจ้ากับการดูปีละนะไอ้ที่ไม่ดีกูตัวเทปปีละตัวนี้มายังเปลี่ยนสิ่งโซลูชันตัวช็อปไปเลยพี่ลูกชิ้นมาเปลี่ยนสิ่งโซลูชันตัวลูกเดียวตัวลูกเป็นท่าสุดท้ายจะทุกสิ่งมาลูกทำอะไรง่ายสิเลยเอนไซม์ลูกพอเลยลูกทำอะไรง่ายสิทุกสิ่งมาลูกสามสิบง่ายสิเลยพี่ลูกชิ้นจนลูกก็ที่ที่การในใบทุกปีเลยสุดท้ายจะจนลูกขนาดกูช่วยลูกวิตามินด้วยมินเนอรัลด้วยทุกปีง่ายสิเลยโอเคเนาะพี่ลูกชิ้นที่ที่การบาลูกปีเลยสุดท้ายจะจนลูกคอเลสเตอรอลတို့ဘာလို့ဆိုလို့ရှိရင် तू ကဒါအသေးကိုဖြတ်ပြီးမှခန္ဓာကိုယ်အတွက်လိုအပ်တဲ့လှုပ်ဆောင်ချက်တွေသူတို့ဖြတ်လုပ်ပေးတာကျွန်တော်အစီစားတယ်မလားအစီစားတဲ့ဟာကိုကောင်းတဲ့အစီကို तू ပူဖောင်းအောင်ဖန်ကျင်းပြီးတော့ဟိုနောက်သွားပို့တာပြီးလို့ရှိရင်ကျွန်တော်တို့အစာစားတယ်ကျွန်တော်တို့သမင်းစားတယ်ဟာကာဘိုဟိုက်ဒရိတ်ရရှိအောင် तू အသေးတွေကဒီလိုသမင်းလုံးကြီးကိုကျွန်တော်တို့အုံနောက်ကချက်ချင်းမသုံးနိုင်ဘူးသမင်းလုံးကြီးကိုကျွန်တော်တို့ကြောက်ကပ်ပေးပါရချက်ချင်းမသုံးနိုင်ဆိုတော့ခါကျကျွန်တော်တို့စားတဲ့သမင်းတွေဟင်းတွေကိုဘိုက်ကနေတစ်ဆင့်စုပ်ယူပြီးမှအသေးကလိုအပ်တဲ့ဗိုက်တာမင်တွေဒီဗိုက်တာမင်ဆိုလို့ရှိရင်ကြောက်ကပ်အတွက်ကောင်းတယ်ဒီဗိုက်တာမင်ဆိုလို့ရှိရင်နှလုံးအတွက်ကောင်းတယ်ဒီအာဟာရဆိုလို့ရှိရင်ဘုံနောက်အတွက်ကောင်းတယ်ဆိုပြီးတနေရာစီတော့ခွေးဝေပေးတာနော်ဆိုတော့ခါကျတော့ကျွန်တော်တို့အဓိကကျွန်တော်တို့အသေးလို့ဆောင်တဲ့ပုံကဆိုတော့ကျွန်တော်ပြောသလိုပဲအမိုက်တွေကျုံပေးတယ်အစိတ်ဖြစ်တဲ့ဟာတွေသူကချိန်ဖြတ်ပေးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အစာအာဟာရတွေဓာတ်တွေသူကထုတ်ပေးထားတယ်ဆိုတော့ခါကျတော့ဒီအသေးကအလုံးမလုံးတော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့တွေဘာဖြစ်မလဲဆိုတော့ခါကျတော့နောက်တစ်ပြည့်ပြန်ပြောသွားလိုက်မယ်ဒီအသေးလေးမှာကျွန်တော်တို့တွေးကြောကြီး portal vein လို့ခေါ်တယ်ကျွန်တော်တို့တွေးကြောမှကြီးတစ်ခုရှိတယ်အဲ့တွေးကြောမှကြီးကဘာလို့ပေးလဲဆိုတော့ခါကျကျွန်တော်တို့ bike တော်ဝမ်းမှာရှိတဲ့ဘယ်လိုပြောမလဲ bike တော်ဝမ်းမှာရှိတဲ့အစာအိမ်တွေဥလန်းချောင်းတွေကတွေးလန်းချောင်းပေးတယ် blood supply ကိုကြီးအပက်နေစစ်အဲ့တွေးကြောတွေအဲ့မှာတစ်ဆင့်သူကတွေးပြန်ဆုပ်ပြီးတော့နှလုံးစီပြန်ပို့ပေးတာဆိုတော့ခါကျတော့ဒီအသေးကိုဖြတ်ပြီးမှအဲ့တွေးကြောကြီးသွားတာပြီးလို့ရှိရင်ကျွန်တော်ဒီအသေးကယောဂတစ်ခုဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်ပြောရဲအမိုက်ကျုံတဲ့အလုပ်တွေလည်းမလုပ်နိုင်တော့ဘူးအစာအာဟာရဖြစ်ပေးမဲ့အလုပ်တွေလည်းမလုပ်နိုင်တော့ဘူးပြီးလို့ရှိရင်တကယ်လို့အဲ့လူတစ်ယောက်ကအသေးချောက်သွားပြီဆိုလို့ရှိရင်ဒီအသေးရဲ့ကျုပ်သွားပြီဆိုတော့ဘာလို့လဲဆိုတော့ခါကျတော့ကျွန်တော်ပြောတွေးပြန်ကြော်ရည်ဟာဒီအသေးကိုဖြတ်ပြီးတော့
သေးတွေမတက်နိုင်တော့ဘူးဆိုတော့ခါကျလူတယောက်ကဘယ်လိုဖြစ်လာမလဲဆိုတော့ခါကျတော့ရေပြင်းဆွဲလာမယ်အရက်တွေပါတောက်ပြီးတော့နောက်ပိုင်းသိခါပြီးဆိုလို့ရှိရင်ရေပြင်းဆွဲပြီးတော့ဆုံးတာများကြတယ်မလားမဟုတ်တော့ class အချင်းအစားရီတော့ကတော့အပေါ်ဆုံးကဒီအစိုးရတွေကဆောက်ပြီးစေဟိုမအချင်းဒီအဆောင် topic ကအချင်းချင်းတို့နာအောင်သူမပြောဆက်စလို့အသေးလောက်ဆောင်ဖို့တွေကဒီလောက်ပဲဆိုလို့ရှိရင်ကျွန်တော်တို့အသေးအောင်လက္ခဏာပါဖြစ်ကြတယ်ဆိုတာကျွန်တော်ပြန်စဉ်းစားရအောင်ဒီခုအသေးကကျွန်တော်တို့ခန္ဓာကိုယ်တွေမှာရှိတဲ့စမ်းတဲ့အင်္ဂါတွေပေါ့နော်ကြောက်ကဆိုလို့ရှိရင်ကြောက်ကကိုဖိစီးထားတဲ့ cell တွေရှိတယ်ပုံစံနဲ့ဘယ်လို cell တွေမျိုးကန်ပုံasal sampel lang din sa kasi din mo makasi ka tukatsu din no cell ဆိုတာကျွန်တော်တို့ခန္ဓာကိုယ်ဖိစီးဖို့ရန်အတွက်လိုအပ်အောက်ခြေလိုအပ်တဲ့ဥမာအိတ်ဆောက်တော့မယ်ဆိုလို့ရှိရင်တေးကလေးတွေဒီကြောက်ကအတွက်ဒီပစ္စည်းလေးရတက်တယ်ပြီးလို့ရှိရင်အုံနောက်အတွက်ဒီပစ္စည်းလေးရတက်တယ်မျက်စိအတွက်တက်တယ်ဆိုပြီးတော့သူတို့ရဲ့တရံလေးရဲ့ပုံစံကိုစီရှိကြတယ်ဒါပေမဲ့ဒီတေးကကြတော့အရင်ချူဆန်းတယ်ဘာချူဆန်းလဲဆိုတော့ခါကျသူကဒီတေးတစ်ချမ်းကိုကျွန်တော်တို့ဖြတ်ပြီးတော့ထုတ်လိုက်မယ်ဆိုလို့ရှိရင်ဒီနေရာကြီးကတော့လွတ်သွားပြီခန္ဓာကိုယ်ရဲ့နေရာမှာဒီအသေးနေရာမှာခန္ဓာကိုယ်မှာဒီအသေးအတွက်ကျွန်တော်တို့နေရာချပြီးထားတယ်ဟိုစဉ်းစားပြီးဆိုလို့ရှိရင်ကတော့ကန်းတာမို့ဒီနိုင်ရိုးကနေဒီတော့ရှောက်ကအသေးရဲ့နေရာပဲဆိုတော့ခါကျတော့ကျွန်တော်အသေးကိုထုတ်လိုက်မယ်ဆိုတော့ကျွန်တော်အသေးကိုထုတ်လိုက်မယ်မကတော့ဒီအုံးမြင့်ချင်းကဟာစီဝန်လာကေဘယ်လိုပတ်ခတ်အန်ဒဆွတ်ဆွတ်ပတ်sin sarmi mina ando perso noကျွန်တော်တို့အသေးစားထုတ်ခွင့်ဆက်ဖို့ပေါ်တယ်အဲ့ဒီကျွန်တော်တို့ပြောတဲ့အခါတဝက်လောက်ထုတ်ပြီးတော့နောက်တစ်ယောက်ကိုပေးလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီနေရာကြီးကလွတ်သွားတယ်အဲ့လိုစီတိုင်းနေသလားဆိုတော့မနေဘူးဘာလို့လဲဆိုတော့ခါကျတော့အသေးကသူ့ရဲ့ cell တွေသူ့ရဲ့ပုံနဲ့ဒီကလိုက်အကောက်ထားမို့သူ့ရဲ့ cell တွေပြန်ပွားတယ်ပြန်ပွားပြီးတော့ဆုံးတာလိုအပ်တဲ့နေရာသူကပြန်ဖြည့်ပေးရတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့အသေးစားဖို့ဆိုတဲ့ဟာထွက်လာတာခန္ဓာကိုယ်လေးမှာအဲ့လိုမျိုးပွားနိုင်တဲ့ကျွန်တော်တို့ခန္ဓာကိုယ်အတွင်းလေးမှာပွားနိုင်တဲ့ cell ဆိုလို့ဒီအသေးရဲ့ cell ပဲရှိတယ်စပင်လည်းပွားနိုင်တယ်ဒီကျွန်တော်တို့ခြေသေးလက်သေးလည်းပွားနိုင်တယ်ဒီကျွန်တော်တို့ရဲ့ skin ပေါ့နော်အရေးပြားလေးပွားနိုင်တယ်ဒါပေမဲ့အတွင်းလေးမှာကျတော့ဒီ cell တစ်ခုလေးပဲအသေး cell တစ်ခုပဲပွားနိုင်တာဟုတ်ပြီနော်အဲ့ဒီတော့ကြောင့်ကျွန်တော်တို့အသေးစားဖို့ဖြစ်လာနိုင်တာဆိုတော့ကကျတော့အသေးရောင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့ကကျတော့အသေးရောင်ပြီဆိုလို့ရှိရင်သူကဘာဆိုတော့ကျွန်တော်ပြောတယ်ဗါလဲdetoxify လို့ခေါ်တယ်ကျွန်တော်တို့အစိတ်ဖြည့်တဲ့ဟာတွေမလုပ်နိုင်တော့ဘူးဆိုတော့ကကျတော့ तू ဘာဖြစ်လာပြီဆိုတော့ကကျတော့ကျွန်တော်တို့ bilirubin လို့ခေါ်တဲ့အဝါဓာတ်တွေအစွတ်ကြီးဖြစ်စီကမျိုးပဲသူ့ကိုယ်သူကောင်းတယ်ဆိုလို့ရှိရင်သူ့ကိုယ်သူသိနိုင်တယ်ဒါပေမဲ့သူမကောင်းတော့ဘူးဆိုတော့ကကျတော့ bilirubin ဆိုတဲ့ဓာတ်တွေကစွတ်ဖြစ်အမှန်တကယ်အဆွတ်ရေးတဲ့စီကကျွန်တော်တို့တယောက်ကသားဝါလာမယ်ဒီကျွန်တော်တို့မျက်စိလေးခက်တဲ့မှာဒီမကတော့တရနာလေးကဒီနာနဲ့လုံးဝမှာဖြူတဲ့နေရာလေးဝါလာမယ်စီးတွေရမ်းဝါလာမယ်ပြီးလို့ရှိရင်အဲ့အသေးရောင်လာပြီဆိုလို့ရှိရင်လူတစ်ယောက်ဖြစ်လာပြီဆိုတော့ကကျတော့သုံးလာမယ်ခက်ဖြားစင်တို့လိုတုတ်ပြီးဖြားတယ်လို့ဖြစ်လာမယ်ကိုပူလာမယ်မခါစေချင်းအစားအချင်းအဖြစ်ဒီလိုဆိုမခါစေကျွန်တော်တို့အသေးရောင်လာကဘယ်လိုမျိုးရှိလဲဆိုတော့ကမျိုးရှိတယ်ကာလာတိုအသေးရောင်ရဲ့နာတာရှိအသေးရောင်ရဲ့ဆိုပြီးတော့ရှိတယ်ကာလာတိုအသေးရောင်ဆိုလို့ဆိုတာဥပမာကျွန်တော်တို့ဒီတစ်ခုပြော hepatitis A အသေးရောင်တော့ဟာ A ဖို့ဆိုပါဆိုကျွန်တော်ခန္ဓာကိုယ်လေးကိုဝင်တယ်ဝင်ပြီးတော့သူကဘာလုပ်လဲဆိုတော့အသေးကိုချက်ချင်းအသေးကိုဒုက္ခသွားပြီးတယ်ခဏဒုက္ခသွားပြီးတော့ဥပမာကျွန်တော်ဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ညအိတ်တယ်လားညအိတ်ပြီးတော့ကျွန်တော်တို့ညအိတ်တွေလုံးမှာဟိုဘက်အိမ်ကသူတို့တစ်ချင်းအခြေဖွင့်တယ်တညဒီပါတညလုံးဒီပါဖွင့်တယ်ဆိုတော့ခါကျနောက်နေ့မှာအဲ့တစ်ချင်းအကြောင်းညအိတ်မပြောတော့ခါကျကျွန်တော်တို့နောက်နေ့မှာအလုပ်ကောင်းလို့မလုပ်နိုင်တော့ဘူးအဲ့ပုံစံပဲဒီ hepatitis A ကတညတာအဲ့လိုမျိုးနှောက်ယှက်သွားပြီးတော့အသေးချက်ချင်းရောင်တယ်ဒါပေမဲ့အဲ့ပိုးကုန်သွားပြီဆိုလို့ရှိရင်ဒီရောင်တဲ့ဟာသူ့အပြင်ရောကျသွားတယ်နော်ဒါပေမဲ့ကျွန်တော်အဲ့ဒါကာလာတို့အသေးရောင်ရှိလို့ခေါ်တယ်ကာလာတို့ကောင်းလေးပဲပေးနိုင်လို့ဆိုလို့ရှိရင်ချက်ချင်းအဲ့ဒီကြောက်ကချက်ချင်းတေကောင်းပေးနိုင်တယ်ဒီ
ဒီ hepatitis A ကြောင့်ဘယ်သူတွေမှာဖြစ်များလဲဆိုတော့ကလေးတွေကိုယ်လည်းအင်တာတန်ရှင်းမှုမရှိတဲ့သူတွေမှာပိုဖြစ်များတယ်သူကြတော့ဘာနဲ့ဖြစ်တတ်လဲဆိုတော့ဟိုအဲ့ဒီဘောကစတော့လိုက်လက်တွေပါစစ်ကောင်းလေးမစေလို့အဲ့ဒီဘောကကျွန်တော်တို့လက်တွေမှာမစင်နေပါစီမီလို့အဲ့ဒီမစင်တွေအားနေစင်ကျွန်တော်တို့ပတ်သက်ရပဲပြီးတော့အဲ့လိုမျိုး A ပိုးဆိုတာပူဆက်တဲ့တာဟောဇွတ်အဲ့ဒီကဆွန်ပြီးပိုးစေအေးဆိုတော့ခါကျကျွန်တော်တို့ခါလာတော့အသေးရမလက္ခဏာဆိုတာချက်ချင်းပြန်ကောင်းနိုင်တယ်စေးကောင်းလေးခုပြီးလို့ရှိရင်ဒါပေမဲ့ကာလာနာတာရှိအသေးအောင်လေဆိုတာကဘာမျိုးလဲဆိုတော့ခါကျဥပမာကျွန်တော်တို့ပြောနေတယ် B ရဲ့ C ရဲ့ D ပိုးတွေအသေးအောင်တော့ B ပိုး B C D ဒီကြတော့ကျွန်တော်တို့တိတ်ဒီထဲမှာမရှိတော့ပဲကျွန်တော်တို့ဒါမဲ့ရှိပြီဆိုလို့ရှိရင်တွားလေဆိုတော့ဒါမဲ့လူအငယ်ချင်းမှာပဲမစုဘလောက်မပြောဘလောက်အလူစီမှာပဲရှိတယ်ဆိုတော့ကတော့နာမည်ကြီးနေတယ်ကျွန်တော်တို့ B နဲ့ C ပိုး B နဲ့ C ပိုးကြတော့သူတို့ကခန္ဓာကိုယ်လေးမှာအသေးလေးကိုချက်ချင်းဝင်နေဝင်ပြီးနောက်ပိုင်းမှာဝင်ကားစားကြတော့သူတို့ဘာလုပ်လဲဆိုတော့ကျွန်တော်ခါလာတူအသေးရောင်ဘလို့ပဲချက်ချင်းအသေးကိုချက်ချင်းရောင်တယ်ဒါမဲ့လူတဲ့အဲ့ကြောင်ပြီးတော့လူတယောက်ကဖြားတယ်လို့အသားဝါတယ်လို့ဖြစ်လာတယ်ဒါမဲ့ချက်ချင်းပြောက်သွားတယ်ပြောက်သွားတဲ့အချိန်မှာလူတယောက်ကသူ့ကိုခဏတုတ်ပေးပြီးတယ်သူပဲဆူလို့ပဲသူ့ကိုခံယူပြီးတော့ဘာမှမလုပ်လိုက်ဘူးအဲ့လိုဒါမဲ့အသေးလေးမှာအဲ့အဖိုးလေးကသေးတဲ့နေရာမှာသွားပြီးတော့အောင်းပြီးလို့ရှိရင်သူ့ဆဲတွေပွားတယ်ဆိုတော့ကျွန်တော်တို့ပြောတဲ့အသေးရဲ့လှုပ်ဆောင်မှုတွေကိုသူကအဟန့်ထားဖြစ်စေတယ်ဆိုတော့ခါကျတော့ဒီပိုးရှိတဲ့အတွက်ဒီအသေးကြီးကနေလို့မကောင်းတော့အလဲအချင်းအစင်ကြီးအခါမပိုးကအတော့ဝေးတာချင်းနေအတော့ဝေးတာဒီအခါဥပမာကျွန်တော်တို့အလုပ်လုပ်တယ်မလားအလုပ်လုပ်ပြီးတဲ့ခါကျလို့ရှိရင်နောက်နေ့ကျလို့ရှိရင်လက်တွေဥပမာထမ်းတယ်ဆိုလို့ရှိရင်ဒီနားလက်တွေပါရောင်တယ်နားလာတယ်အဲ့လိုပဲအဲ့ဒါဆိုခဏတာလို့ရင်ဒါပေမဲ့ခဏ这个的来轻松的看မတိပိုးအစင်အစင်ရအုံလမပြခအတော့လမပြခအဖိစင်မှာပဲအဖိစင်တော့ဒါမဲ့သူတိုက်တာတော့သူကတော့တိုက်တယ်ဒါမဲ့အမြင့်ပြအောင်ပြောလို့တိုက်နိုင်ဘူးဆိုတော့ခါကျတော့ဒီအသေးအလေးရောင်လာပြီးတော့သူကနာတာရှိတဖြည်းဖြည်းရောင်လာပြီးဘာဖြစ်တတ်လဲဆိုတော့ခါကျနောက်ပိုင်းကျတော့အရင်ဆုံးရောင်တယ်ရောင်ပြီးတော့တချို့ဆိုလို့ရှိရင်ဒီအောက်ပိုင်းထိအောင်ကြီးနိုင်တယ်ဘက်ရနေချက်ဆန်းလို့ရတဲ့နေရာထိအောင်ကြီးနိုင်တယ်သူရောင်ပြီးတော့နောက်ပိုင်းမှာသူမတိုက်နိုင်တော့တဲ့အစိုးမှာဘာလုပ်လဲဆိုတော့ခါကျတော့ရောင်တဲ့နေရာတွေကကျုပ်လာပြီးတော့အစာကြီး6လာတယ်6လာပြီးတော့တချို့ဆိုလို့ရှိရင်အသေး6ပြီးဆိုလို့ရှိရင်လေတချို့ကအကုန်လုံးထင်မှာအကုန်လုံး6တယ်လို့ထင်ကောင်းထင်မယ်ဒါပေမဲ့အသေး6တယ်ဆိုတာဆိုတော့ခါကျလို့ရှိရင်ဒီရောင်သွားတဲ့အသေးကြီးကရောင်တဲ့နေရာမှာ6တာပြီးလို့ရှိရင်တစ်ခွက်တစ်ပြက်6တာအဲ့လိုမျိုးဖြစ်တာများတယ်အသေး6တယ်အချင်းစားပြီးတော့ဒီလိုမျိုးဆိုတော့ကင်ဆာတော့နာနေပြီချင်းကင်ဆာနိုင်ပြီသူကအန်တီနာစာပြီးကင်ဆာပြီးပြီဆိုတော့အဲ့လိုနဲ့ပဲအသေး6ပြီဆိုလို့ရှိရင်တော့ဒီအသေးကပြန်ပြီးတော့6တဲ့နေရာကပြန်ပြီးတော့ဆဲလဲမပွားနိုင်တော့ဘူးရောင်တဲ့နေရာအဖြစ်လျော်ခန့်စွန်းအဝန်လျော်ခန့်စွန်းအငန်ပြီးတော့ကတိကအစားပြီးဆဲခန့်စွန်းနိုင်အငန်ပြီးပြီးကပြီးချာနေအဖာပြီးအဖြစ်လျော်ကိုတော့ပြင်စလို့အစားထန်ခန့်စွန်းငကိုဦးနာကတော့ဖာပြီးကဆောက်ထန်လို့နေစီပြီးလို့ရှိရင်တချို့ကြတော့အဲ့ဒီရောင်လာပြီးတော့6တဲ့အဆင့်ကနေမဟုတ်ပဲနဲ့ဆဲတွေပွားတဲ့အဆင့်ကိုရောက်သွားတယ်ဆဲပွားတဲ့စစ်စစ်စီးတဲ့ကင်ဆာအဆင့်ကောအချို့ကတော့အန်ပြင်စားတော့အန်ပြင်ဒီနိုကန်အန်ဂျုံထန်အန်ဇာထန်အစတဲ့အချို့ကတော့စားတော့အန်ပြင်ဒီနိုကန်ကင်ဆာအဆင့်ကောโอเคမခါဒီဘောကာလာရှိတေးအောင်လားဆိုတာဆိုတော့ခါကြောင့်ကျွန်တော်တို့ဒီပိုစီကိုရှိတဲ့သူတိုင်းအဲ့လိုမျိုးအသေး6လားအသေးဒါကလည်းအန်တီအဇာမှာကင်ဆာအစစ်ဒီမှာတမိခါပြန်စဉ်းစားကြရလို့ပဲတချို့ကြတော့ဒီပိုအခုရှိတယ်ဒါမဲ့သူ့ဘာသာသူပြောင်းပြောက်သွားနိုင်တယ်အဲ့ဒါကလူတွေရဲ့90ရာခိုင်နှုန်းဝိပါဟုတ်90 80 90ရာခိုင်နှုန်းဝိပါကအမှဒီကအစားခံပုံစံဒီပိုလုံးခါပေါ့အဲ့ဒါဘာလို့ဘယ်လိုပြန်ပြောက်သွားနိုင်လဲဆိုတော့ခါကြတော့အသေးအလေးစင်ကျွန်တော်တို့အသေးအားကိုးစေးတွေကျွန်တော်စားပေးတယ်အစာအားရရှိတဲ့စားတာတွေစားပေးတယ်ကိုလည်းလှုပ်ရှားမှုတွေလုပ်တယ်ကိုယ့်ရဲ့အခုခံအားကောင်းလုပ်တယ်ဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်သူ့ဘာလို့သူပြန်ပြောက်သွားတာရှိတယ်စတင်ကျွန်တော်ပြောတယ်
ကြာခိုင်တော့အနေငယ်ပဲဘာဖြစ်တတ်လဲဆိုတော့ခါကြတော့ကာလရှိအသေးအောင်ယောဂဖြစ်တတ်တယ်။ chronic hepatitis တွေကာလရှိအသေးအောင်တွေဖြစ်တယ်အသေးအောင်ယောဂဖြစ်တတ်တယ်ဆိုတော့ခါကြတော့အဲ့လိုမျိုးရာနှုန်းတုံးတဲ့အစမီအချင်းအပင်းမီဘောမတ်ဆုံနေခံဒီစက်ဟောတူစီအဟန်ဆွန်အချီကတ်ဆိုခန်စာလုံးအခန့်ကိုမြင်ကုန်အချီကတ်ဆိုချင်းအစားတွေတော့အခန့်ကိုမြင်အချီကတ်ဆိုမှာအချင်းအပင်းမီကအဇောထန်ပြီးတော့ဘောကျွန်တော်ပြောရဲကာလရှိအသေးအောင်ယောဂရှိပြီးတဲ့လူတွေမှာအကုန်လုံးကင်ဆာဖြစ်လာဆိုတော့မဖြစ်ဘူးအကုန်လုံးအသေးချောက်လာဆိုတော့မချောက်ဘူးအကုန်လုံးကတချို့ဆိုလို့ရှိရင်ကင်ဆာဖြစ်တယ်တချို့ဆိုလို့ရှိရင်အသေးချောက်တယ်တချို့ဆိုလို့ရှိရင်ကြောင်တဲ့စိတ်ကနေပြန်ရုပ်လာတော့ဖြစ်တတ်တယ်ဟောလူတိုင်းကကိုယ်စီမှာအဲ့ဒါတော့ကျွန်တော်ပြောချင်တာကဒီကျွန်တော်တို့ဆန်းတဲ့လူတွေမှာ B4 ရှိပြီး C4 ရှိပြီးဆိုလို့ရှိရင်တို့ကစိတ်နေစရာမလိုဘူးဆိုတာလည်းကျွန်တော်တစ်ချက်ပြန်ပြောချင်တယ်ဒီခေတ်ကတော့ကျွန်တော်ပြောထားတယ်အခုလည်းပြန်ပြောချင်တယ်ဘာလို့ဆိုတော့ဒီ90နဲ့80ရာခိုင်နှုန်းလောက်ကပြန်ပြောက်သွားနိုင်အဲ့ဒီကိုနော်ပြန်ပြောက်သွားနိုင်တယ်ဆိုတော့ကျန်တဲ့ရာခိုင်နှုန်းအနေငယ်ပဲယောဂနဲ့ဟိုနောက်10နဲ့15နဲ့အနှစ်30လောက်မှယောဂဖြစ်လို့ယောဂလက္ခဏာဖြစ်ပြန်ပြမှာဆိုတော့ကျတော့စိတ်နေစရာမလိုတက်တန်းစိတ်နေလို့ရတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်ဒါပေမဲ့ဒီတတိထားရမယ့်အချက်တွေမှာကျွန်တော်တို့အဲ့ဒါလေးတွေတော့ကျွန်တော်တို့ယောဂလက္ခဏာယောဂရှိပိုးရှိတဲ့သူဆိုလို့ရှိရင်ဒီတတိထားရမယ့်အချက်တွေတော့တည်ထားနေတာပေါ့နော်ဘာလို့လဲပြောချင်တယ်ဒီမှာဒီကနေ့အေးပိုးကဇိုးတဲ့စီးစရာဇွန်အေးပိုးကြတော့ကာလာတိုပဲဆိုတော့ခါကြတော့ချက်ချင်းကုပြီးလို့ရှိရင်ပြန်ပြောက်သွားသူကတော့ပြန်ပြောက်သွားဆိုတော့ကာကိုဈေးပိုင်းမလို့ဘူးဒါပေမဲ့ B နဲ့ C4 နဲ့ G4 ကြတော့သူကကာလာရှိပြီဆိုတော့ခါကြတော့တိတ်ကပညာရှင်တွေကသူတို့ကာကိုဈေးတွေချိန်ကြတယ်ချိန်တဲ့ခါကြလို့ရှိရင်ကာကိုဈေးထွက်လာလဲဆိုတော့ခါကြတော့ B4 ကာကိုဈေးထွက်လာတယ်ကျွန်တော်ဆက်ခုပြောဖို့ပြင်သွားတာB4 တစ်ခုတည်းရှိတာတဲ့ C4 နောက် C4 ပါရှိပြီဆိုလို့ရှိရင်ဒီ B နဲ့ C ကချက်ချင်းပေါင်းပြီးတော့ဒီအသေးကို entry ပေးတာအရင်မြန်တယ်ဆိုတော့ခါကျတော့ B4 တစ်ခုတည်းရှိတဲ့သူတဲ့ B4 C4 ရှိတဲ့သူကပိုကြောက်ဖို့ကောင်းတယ်လို့ရှိရင်နောက်တစ်ခုက B4 C4 လေးရှိမယ်လို့ရှိရင် HIV ပိုးလေးရှိမယ်ဆိုလို့ရှိရင်အဲ့ဒါအရင်ကြောက်ဖို့ကောင်းတာလေအဲဒါဆိုတော့ယောဂတွေအကုန်လုံးဒီသုံးပိုးစလုံးကအသေးကိုတိုက်တယ်ဆိုတော့ခါကျတော့အရင်ကြောက်ဖို့ကောင်းပြီဘယ်လိုပြောလဲဒီလူတယောက်ကဒီဘုတ်တစ်ခုကိုဒီဘုတ်တစ်ခုလေးရှိပြီးတော့တက်40လောက်တက်30လောက်နေထိုင်နိုင်တယ်ဆိုလို့ရှိရင် C4 နဲ့တွေးပြီးရှိမယ်ဆိုလို့ရှိရင်15နှစ်လောက်ပဲကျူနေမယ်10နှစ်လောက်ပဲတက်ရှင်နိုင်မယ်အဲ့မှာ HIV ဘုတ်ကဆက်ရှိမယ်ဆိုလို့ရှိရင်တော့9နှစ်နောက်လို့ရှိရင်တက်တဲ့နေ့ကျမှဒီကောင်းတဲ့နိုင်ငံမျိုးရှိတယ်။ဒါပေမဲ့အစီအစဉ်တော့ဆို B4 C4 အဲ့ဒီ process ကိုကျွန်တော်ကြည့်နေတယ်ဝေးတယ်ဒါမှမဟုတ်ဘူးပေါ့။ကျွန်တော် B4 ကကိုဆေးထွက်လာတယ်။ထွက်လာတော့ B4 ကကိုဆေးမှာ2မျိုးရှိတယ်ကျွန်တော်တို့အရင်ဦးဆုံး B4 ကကိုဆေးကိုတွေးတဲ့သူတွေရဲ့တွေးရည်ချီလေးကိုသူတို့ကယူပြီးတော့ကကိုဆေးပြန်ထုတ်ထားတာ။ကျွန်တော်တို့ကအဲ့ B4 ရဲ့အပေါ်မှာပေါ့နော် B4 အကျိုးရဲ့ဒီကတော့ဒီပွေးအင်ဂျီလိုပဲခေါ်မှာပေါ့ဒီသူ့ရဲ့အင်ဂျီမှာကုတ်လေးတွေရှိတယ်ဒီကုတ်လေးတွေကဘာလို့ပေးလဲဆိုတော့ကျွန်တော်ခန္ဓာကိုယ်လေးမှာရှိတဲ့ရေးပေါ်ရေးပတ်သားတွေကိုသူကသွားလို့ဆိုရဲလို့ဆိုရဲဆိုတော့ခါကျတော့ဒီရေးပေါ်ရေးပတ်သားတွေရဲ့ဒီဘိုးသူကတိုက်ကြတယ်အဲ့ဒါလိုပဲပါစတေဆန်ဒီပညာရှင်ပေါ်တဲ့ကတော့ဆရာကဆိုပညာရှင်ရဲ့ဒီကုတ်လေးကိုသူတို့ကယူလိုက်တယ်ဘိုးရှိတဲ့သူB4 ရှိတဲ့သူရဲ့ plasma တွေးကြည့်စီက B4 လေးရဲ့ AG ကိုယူပြီးတော့သူတို့ဆေးပြန်ထွင်တယ်။သူကုတ် AG နဲ့တူတဲ့ဆေးထွင်တယ်။ထွင်ပြီးတော့နောက်တစ်ယောက်ကိုထိုးပေးတဲ့အခါကျတော့အဲ့နောက်တစ်ယောက်မှာရေပေါ်ရေဘက်တွေ B4 တော့မဟုတ်ဘူး။ဒါပေမဲ့ B4 AG သူစီဝင်လာတဲ့အခါကျတော့ဒါဒီ B4 လို့ခန္ဓာကိုယ်ရဲ့ရေပေါ်ရေဘက်တွေကထင်ကြတာဆိုတော့အခါကျတော့သွားတိုက်ကြပြီးမရှိတဲ့ AG ကိုပဲသွားတိုက်တယ်ဆိုတော့အခါကျတော့ရေပေါ်ရေဘက်တွေအများကြီးထွက်လာပြီးတော့ကျွန်တော်တို့ခေါ်နေတဲ့ antibody ဆိုတာထွက်လာတာ။ဘောမတည်းဆန်အတူကတော့ဒီပေါ်တော့ခက်တဲ့စီးစရာဇွန်ကရစ်ချွန်ဒီပေါ်တော့ခါမ antibody အချောက်ပေါ်နေတာကရစ်ချွန်ဒီစေ။ဘောဒီဆိုတော့ကျတော့ plasma အဲ့ဒါကျ plasma derived လို့ခေါ်တဲ့ဒီဘုတ်ကကိုစေတယ်။ဒါပေမဲ့အဲ့ဒီအရင်တော့1990ဝန်ကျင်80ဝန်ကျင်အဲ့ဒါကိုစပြီးပြီးတော့အရင်ကျိုးရှိတယ်လို့လူတွေကပြောကြတယ်။ဒါပေမဲ့နောက်ပိုင်းမှာဖြစ်တယ်ဆိုတာ AIDS ကိုအရင်
ကဘာပြန်လာပြီဆိုတော့ခါကြလို့ရှိရင် plasma နဲ့ယူမယ်ဆိုလို့ရှိရင်တကယ်လို့ဒါသွေးရည်ကြီး HIV AIDS ရှိတဲ့သွေးရည်ကြီးကိုယူပြီးတော့ပြောက်ထိုးမယ်ဆိုလို့ရှိရင် HIV AIDS ကိုခိုင်းတယ်လို့ပဲဆိုတော့ခါကြတော့အဲ့ဒါတို့တချို့ဆိုလို့ရှိရင်ဆွတ်ပြပြီးတော့recombinant လို့ခေါ်တယ် recombinant derives လို့ခေါ်တယ်သူတို့ဘာသာသူတို့တီထွင်ပြီးတော့ဒီကုတ်လေးနဲ့ကြိုအောင်ဒီပန်ဒီပညာရတီထွင်တဲ့ဆေးတွေထွက်လာတယ်ဆိုတော့ခါကျကျွန်တော်တို့အခုထိုးနေတာဒီနောက်တစ်ဆင့်ဒီ plasma derived မဟုတ်ဘဲနဲ့ recombinant လို့ခေါ်တဲ့ဒီကုတ်လေးနဲ့ဆင်တူတဲ့ဟာကိုသူတို့ကထုတ်လိုက်တာအဲ့ဒါကျွန်တော်တို့ထိုးတဲ့ဟာဟုတ်ပြီနော်ဘာဒီအခါဒီဒါလေးကိုထိုးခြင်းအပြင်ဘာအတွက်အကျိုးရှိသွားပြီလဲဆိုတော့ခါကျဒီပိုးရဲ့အင်ဂျီဟာဒီပိုးနဲ့ဒီပိုးရဲ့အင်ဂျီနဲ့ဆင်တူတယ်ဟဲ့ဆိုတော့ခါကျတော့ကျွန်တော်တို့တစ်ခါလေးထိုးပြီဆိုလို့ရှိရင်ဒီပိုးနဲ့ဒီပိုးကိုခါပွေတယ်လို့ပဲအပြည့်အဝတော့ခါပွေလားဆိုတော့ပြည့်ဝတော့မှာပါဒါပေမဲ့90%ကျော်ခါပွေပေးတယ်ဟောအဲ့ဒီအခါကျတော့ဒီပိုးကနေဆက်ဆက်ဒီပိုးကဆက်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 ဒီပိုးလုံးကကနေခမ်ခတဲ့ပုံစံပေါ်လာကနေခမ်ပို့တယ်စေဒီမှာတဲ့ခါဒီပိုးတော့ကတော့ကာကွယ်ဆေးရှိပြီးကာကွယ်ဒီပိုးမရှိသေးတဲ့ဆိုလို့ရှိရင်တကယ်ကောင်းတော့နော်ဒါပေမဲ့စီပိုးကြတော့သူ့စီမှာကာကွယ်ဆေးရှိတာဆိုတော့ခါကျတော့ကာကွယ်ဆေးမရှိဘူးကာကွယ်ဆေးမရှိဘူးကာကွယ်ဆေးမထုတ်နိုင်ဘူးဒါပေမဲ့စီပိုးရဲ့အားနည်းချက်ကပါလဲဆိုတော့ကျွန်တော်တို့ဆေးတိုက်လို့ရတယ်သူကဆေးကောင်းလေးတိုက်တယ်ဆိုလို့ရှိရင်စီပိုးရဲ့ကောင်းရည်ခန္ဓာလေးမှာရော့ကြပြီးတော့ဒီလူတယောက်ကတက်တန်းစိတ်နေနိုင်တဲ့ပုံများလာပြီဘောစီပိုးအထက်တာဒီအခါဒီကတိုင်းမစီပိုးရောငယ်ဒီဘူအုံးမီနာတဲ့စီဘူအုံးမီကစီတပ်ခေါ်တဲ့ဝန်စီတဘောကစေမောတဲ့ဒီဘူအုံးမီတော့ခါတဲ့ကတလိုက်စီအုံးတော့မတ်စကတ်တဲ့အုံးကော immunoglobulin တူမီအတနိုင်တန်တဲ့ခွန်စွန်းစနာကျွန်တော်ပြောရဟာဒီ antibody ကခန္ဓာကိုထုတ်တဲ့ရေကိုရေးပဲတွေဒီလိုဒီဘူရှိပြီးသားလူဆိုလို့ရှိရင်တော့သူ့ဘာသာသူ antibody တော့ထွက်တယ်ဒါပေမဲ့ထွက်တဲ့ antibody ကပြီးသူ့ခန္ဓာကိုယ်မှာရှိပြီးပုံမှန်နိုင်တော့ဘူးဆိုတော့ခါကျအပြင်ကနေကျွန်တော်တို့ immunoglobulin လို့ခေါ်တဲ့ရေပေါ်ရေဘက်တွေချိုးပြလို့ရတယ်။ဟောမခက်စေဒီပူဇာတော့ဆက်စီမဆိုတော့ကောင်းစတဲ့ဒီပူရဲ့ဟိုတဲ့လိုက်အာတာချက်လို့ပြောမှာသူကိုဆေးကနိုင်ဖို့မှာနည်းနည်းတော့အားနေသေးတယ်။မောအားနေဆိုတော့ခါကျ ABCD ပူကုန်ဆိုဒါအော်ဘယ်လိုခေါ်လဲဆိုတော့ hepatitis A, hepatitis B, hepatitis C, hepatitis D ဆိုပြီးတော့hepatitis B ပေါ်လာစေ။ဒီပုကပ်ကိုစေကောင်းဆုံးကိုစစ်စမ်းရဲ့။ဘာဘီပူစီပူဟေးတဲ့တာအခုဆက်တူနေတော့ခါတော့စစ်စမ်းလိုက်။ဒီစစ်စစ်ဆိုဘီပူစီပူတွေဘယ်လိုကူးဆက်လဲဆိုတော့ခါကျကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာထွက်တဲ့အစီအမံတွေမှာအဲ့ဒီပူတွေရှိတယ်။ဥပမာကျွန်တော်တို့ဘီပူကြောင့်ပြောပြမယ်နော်စီပူနဲ့နည်းနည်းလေးရဆိုတော့ဘီပူရင်ပြောပြမယ်ဘီပူကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်တွေကထွက်တဲ့အစီအမံတွေမှာဒီသူ့ရဲ့ပိုးပါဝင်မှုပမာဏကများတယ်ဥပမာမျက်ရည်လေးနဲ့ပဲဖြစ်ဖြစ်သတွေးလေးနဲ့ပဲဖြစ်ဖြစ်အဲ့လိုမျိုးထိတွေ့ပြီးဆိုလို့ထိတွေ့ရုံနဲ့ဥဆက်နိုင်တယ်သူတို့ HIV နဲ့စီပိုးကြတော့သူတို့မြောက်နည်းနည်းဆင်တူတယ် HIV နဲ့စီပိုးကြတော့တွေးတာတို့ပြီးလို့ရှိရင်ဒိတ်တူဆက်ဆံတာတို့အဲ့လိုမျိုးပါပဲကူးတတ်တာသမင်းသားတွေတောင်းနေမကူးနိုင်ဘူးဒါပေမဲ့ဒီပိုးကြတော့မဟုတ်ဘူးသူကဘာနဲ့ကူးနိုင်လဲဆိုတော့ကျွန်တော်ခင်းတက်ပတ်တွေမှာသူဒီပိုးရှိတဲ့သူကဇွန်နဲ့တောက်တယ်နောက်ဒီခွက်တွေမှာပဲနောက်တစ်ယောက်ကတောက်တယ်ဆိုလို့အဲ့ဒီတောင်မှကူးနိုင်တယ်အဲ့တော့ကြည့်တော့သူရဲ့ကူးနိုင်ဖို့ကမြန်တာဘောပါဒီဆန်ဒီပိုးရေကုသတော့ခဆိုကေတဲ့ကလာအတံပိုးလာကဆမ်းတယ်တော့အတီးအစားဒီပိုးရှိပြီးတဲ့သူကဘာလို့တင်လဲဆိုတော့ဒီပတိထားတဲ့ချက်လေးတွေကဘာလို့တင်လဲဆိုတော့သူတို့ကျွန်တော်ပြင်ရင်ရှင်ခုပေးနာမှာရှိပေါ်ဝင်ချင်ရှိတဲ့လူတွေဒီပိုးကိုနိုင်အောင်သူတို့ပြောလဲဒီလိုက်အားလုံးရင်းနှီးစေသူတို့တတိထားဘယ်လိုတတိထားလို့ရလဲဆိုတော့ကိုတုံးနဲ့ခင်းခွက်ပကံလေးတွေကိုတက်တုံးလို့ရအောင်မောပြီးလို့ရှိရင်ကိုယ့်ရဲ့ဖြစ်စီပြောချင်တာကကြတော့ကိုယ့်ရဲ့ personal ပစ္စည်းတွေကိုတုံးနေကြတာလေးတွေကိုတက်စီသူများလည်းမရောအောင်တူနေတယ်ဆိုလို့ရှိရင်တော့ဒါသူ့ဆက်တုံးကိုတစ်ခါလေးကပွေပြီးသားဖြစ်တယ်ပြီးလို့ရှိရင်ဆွေအတူတူအရင်ထွက်တဲ့နေရာမှာဒီတော့တော့ကိုပฏิပတ်တဲ့နေပဲနဲ့ဒီကလိုက်တပတ်တွေပါလေပုပ္ပစီတွေဆိုလို့ရှိရင်
ก็จะเปลี่ยนมันคือจีอิชผมเราดิ้งมาขบวนกันเหมือนกันอาศัยโกก็สิที่มาที่ขันเดี๋ยวจะเขาจะเสียจุดบ้านที่ไหนไงสุดท้ายจะวิโก้กับวิโก้ชีเดตุลุยเขาบ้านที่ไหนไงสุดท้ายตัวอ่างเงี้ยสิเนี่ยเราเชื่อได้ทำไมจากก็อ่างเงี้ยเสียลงมาไม่รู้ปูเรากางได้เลยจนเราสุดท้ายปูเราใจเลยจนเราสุดท้ายจนเราพิเศษอยู่ตรงนี้ตรงไหนเนี่ยมองหน้าเลยสุดท้ายจะว่าผู้ใหญ่พิเศษเลยอยู่ใจนั้นตุลุยเนี่ยลงมาต้องลงไม่ยากเอามาค่ะเลยขาเลยပြန်တက်ပေးလိုက်တယ်ဆိုတဲ့သဘောပဲ။ဒါဒီခါလုံးဝအားငယ်စရာမလိုဘူး။ကိုပစ္စည်းကိုပဲသုံးတယ်ဆိုလို့ရှိရင်သူ့တဲ့ချမ်းမာရေးကိုကောင်းတယ်။သူများစီကနေတစ်ဆင့်ဟိုဗါလဲ ring bomb ให้ได้ตักแพร่ให้ได้บ้านကိုชัดหนักครับติดมาแล้วมาที่ขันวิบูข้างในเองแค่สิ่งที่โบจะติดมันอาหารตัวนี้ค่ะลูกตุ่นค่ะอาชามีลงบนนั้นรัวดิ้งสลายโม่ไงอีไงชีดิ้งอีน้าวดิ้งลงบนจะสุ่มๆแล้วมาที่ค่ะแต่ที่ไทยอเมริกาเช่นค่ะสิเสร็จแล้วบางครั้งนี่มาได้จุดเช้ามีได้สิเชื่อมกับมีสิที่เสียจนอเมริกาวิบูชีวิสุโรเชนก็เลี้ยวกูตัวไหนเลยพอลูกกูตัวไหนเลยสุดท้ายจะโดนซึ่งน้าแม่ไอ้รัวอีพอลูกมีสิที่เสียจนนู้นนักขัดเชื่อตัวอันโตทุ่งก็จนชีเป็นที่ชนตัวนู้นอันชีเป็นขัดเชื่อเนี่ยอันดินก็ตัวขัดเชื่อเนี่ยมันก็ตัวที่ต้องรัวโคชเมนอเมริกาเลี้ยกะตัวนี้ตัดได้เลยอเมริกาชีเตัวนี้กับคริสต์มาเป็นชีเมโลเชียงเอาเชียงโลอย่างจำไม่จุดที่อเมริกาเลี้ยจามาบาชีเลยสุดท้ายแล้วมันเนี่ยจะนรกอยู่เลยเช่นการเนี่ยคริสต์สุดโลเชนแต่แต่เองที่สุดโลเชนที่เช่นเนี่ยบีบูสิบู HIV မကူးစက်အောင်သူကကာကွယ်ပေးတယ်ဒီအချင်းလေးဒီပိုးတွေဖြတ်ပြီးတော့မဝင်နိုင်ဘူးဆိုတော့ခါကျဒီကလေးလေးကတက်တယ်ဒီချိန်ကမှကူးနိုင်လဲဆိုတော့ခါကျလို့ရှိရင်ကျွန်တော်တို့ဆိုတာကျွန်တော်ပြောဒီပိုးဆိုလို့ရှိရင်တော့ခဏတော့ထွက်တဲ့ဒီမှန်တယ်ညမှာကူးနိုင်တယ်ဆိုတော့ကလေးလေးထွက်ပြီးတော့ဒီမွေးလန်းကြောင်းတော့ရှောက်မှာပေါ့နော်အမေရဲ့ဒီပိုးရှိတဲ့အမေရဲ့မွေးလန်းကြောင်းတော့ရှောက်ကထွက်တဲ့သွေးတွေအရည်တွေကနေတစ်ဆင့်ပြီးလို့ရှိရင်ရှိမှရေးတယ်ပေါ့နော်အဲ့ဒီတစ်ဆင့်ပူသွားနိုင်တယ်ပုံမျိုးတွေဆိုတော့ခါကျတော့ဒီပိုးအမေဒီပိုးရှိတဲ့သူအမေကနေမွေးလာတဲ့ကလေးကဘာလို့ပြရလဲဆိုတော့ခါကျတော့ချက်မွေးချင်းဒီပိုးကကိုဆေးချိုးပေးရတယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဆက်လာကျွန်တော်ပြောတယ် immunoglobulin အထက်ကရေပေါ်ရေပတ်တွေတစ်ခါလေးချိုးပေးရတယ်ဟောဒါတည်းဆန်ဒီပိုးအမေသူစင်အမေရှိပြီဆိုအမေမှာဒီပိုးရှိပြီဆိုလို့ရှိရင်ကလေးမှာရှိမယ်ဆိုတာပြောလို့မရဘူးချို့ဆိုလို့ရှိရင်ကန်ကောင်းထောက်မှာဆိုတော့လုံးဝမကူးပဲနဲ့မွေးတော့တာလည်းရှိကောင်းရှိတယ်ရှိနိုင်တယ်ဟောမှာဒီကအစီအစဉ်တွေတည်းစေအချက်ကတော့ကန်ကေမပဲအနုပဲဒီပိုးအမေအဖပဲအမေပြီးတော့ဒီခါတော့ဒီပတ်လောက်ရစလိုက်ဟောမှာဒီတော့ဆွန်းတူကဆိုဒီပိုးစီပိုးတဲ့ပတ်သက်ပြီးတော့မေးတယ်ရှိတာပဲအဲ့တော့ဘာလို့စားတော့နေဆိုအဲ့လိုတော့မရှိဘူးဘာလို့ဆိုတော့အဲ့ဒါကျတော့ဘယ်သူလဲလူတစ်ယောက်နဲ့တစ်ယောက်ဘယ်လိုပွာလဲဆိုတော့ခါကျတော့ပိုးကောင်ကြီးများတဲ့သူနဲ့ပိုးကောင်ကြီးနေတဲ့သူနဲ့ပွာတယ်ပိုးကောင်ကြီးများတယ်ဆိုတော့ကျွန်တော်တို့ပြောတယ် HBe antigenတွေးစစ်လိုက်လို့ဒီ HBe antigen တွေပေါ်လာပြီဆိုလို့ရှိရင်ဟာဒီလူတစ်ယောက်ကပြည့်နေနိုင်မှုကျန်တဲ့ဘေးနာလူတွေကိုကူးစက်နိုင်မှုအကျဉ်းများတယ်ဆိုတာသူကပြတယ်။မ HB antigen အဆွာပြီးတော့ဆိုအပေါ်ဆုံးနီခါဖွေးလပါတဲ့ဆက်ကိုမိနာစေ။ဒါကဥပမာတဲ့အားလုံးဆက်စွန်း HB antigen ကိုဆိုwe should အခါအားလုံးwe should တော့ပေါ်တော့ဆက်စီတဲ့တော့ဟာမဖြစ်စေအဒမ်ကဆိုဒီပူကောင်းကြီးလေ HB antigen ကိုလည်းဦးခံအနုကူစက်မှုကိုစစ်တယ်ค่ะบรรดาเดียบีโฟกันไหนมาบรรทุกันไอ้กันดีมีค่ะใช้บรรทุกันไอ้กันအဲ့ဒါတော့အရင်ရှင်းနေတယ်အရင်တော့လားအရင်တော့လေဆိုလို့ရှိရင်ခုနကျွန်တော်ပြောတယ်ဒီပိုးတစ်ခုတည်းရှိတာတက်စားလို့ရှိရင်စီပိုးကပိုဆိုးတယ်လို့ကျွန်တော်ပြောရမှာလားအဲ့လိုပဲဒီပိုးတစ်ခုရှိတဲ့ဟာကိုဒီပိုးရှိတဲ့အတွက်အတေးကအရင်အားနေတယ်အရင်အားနေလာပြီဆိုတော့ခါကျတော့အတင်းကနေအရက်တောက်တယ်ဆိုလို့ရှိရင်အရက်ဆိုတာအစိတ်ကိုဒီအားနေနေတဲ့အသေးကမချေဖြတ်နိုင်ဘူးအဲ့လိုပဲဆိုတော့ခါကျမချေဒီပခတ်အထာဘတ်တူပြောဟက်စတဲ့ရင်းဖီလ်ချင်းနဲ့ကျွန်မမီကအစိုးချင်းမှတ်ဖို့စတော့ဆိုတော့ခါကျကျွန်တော်အဓိကအရက်လုံးဝမတောက်ရဘူးဒီကိုစီရည်ဆိုလို့ရှိရင်เนาะ
ပြီးလို့ရှိရင်နောက်တစ်ခုကျတော့ဒီဆိုတော့ဒီဘူဒီအတေးအားကောင်းမှာလုပ်ပေးလို့ရတယ်ဆိုတော့ခါကျတော့ကျွန်တော်ပြောရဲအတီးရဲ့မြန်နဲ့စားပေးလို့ရတယ်ပြီးလို့ရှိရင်အယောင်ဆုံးတဲ့အတီးရဲ့တွေပေါ့နော်အဲစားလို့ရတယ်ပြီးလို့ရှိရင်အသေးအားကိုစိတ်တောက်လို့ရတယ်တော့မစားတဲ့အစားအစာတွေမှာပါလဲဆိုတော့ခါကျတော့စိုးစေးပါတဲ့အစားအစာတွေပြီးလို့ရှိရင်စီအရင်များတဲ့အစားအစာဝက်စီရောအဲ့လိုဝက်စီပဲတော့အဲ့လိုစားတာတွေမစားရဘူးမဟုတ်ဘူးစေကျွန်းအစီကိုစစ်ကျွန်းအရင်ပြင်းတဲ့ဆေးတွေပါရာစီတမောအဲ့လိုမျိုးကက်ခိပြောက်ဆေးတွေခဏခဏတုံးပေးတာလေဒီအသေးကိုလည်းစစ်ဆေးတယ်ဆိုတော့အဲ့လိုမျိုးဆေးတွေလည်းရှောင်းတဲ့ရှောင်းနိုင်တယ်ဆိုလို့ရှိရင်ရှောင်းတာပိုကောင်းတယ်ဆိုတာဝိပိဒါကလေးလားပိုက်ခင်းမှာရှိတယ်ပိုက်ခင်းမှာဝိပိဒါမွေးတာ ပိုက်ခင်းမှာတော့ဘာမှမပူနိုင်ဘူးအော်အဲ့ဒါစစ်တပ်ပြီးပူနိုင်တော့မရှိဘူးဒါမဲ့ကျွန်တော်ပြောသလိုပဲအဖေကနေကလေးကိုအဖေစီမှာရှိရဆိုလို့ရှိရင်ကလေးကိုကြာဘယ်လိုပူနိုင်လဲဆိုတာကျွန်တော်ပြောတဲ့ဒီလန်တွေဘောlike after party atau untuk anak lemah apa itu buat sih saya lihat di tempat buat sekarang tu naik aku tu naik semi tu naik pusat pom ke semi pun dan aku kau di situ aku tak ingat tu di situ ကာကွယ်ဆေးชุดหน่วยแต่ไอคิวเข้าหมอ aku sih itu di tujuan那个swab 的时候 antibody 的那个semi aku sih tu bibi solution di结果也不会出来ထွက်လာပြီအဲ့ဒါကိုကျွန်တော်တို့ဖြစ်နိုင်တယ်ဆိုလို့ရှိရင်တော့ဒီ3ချိန်ထိုးပြီးနောက်ပိုင်းမှာအပြည့်အဝလေးထွက်လာအပြည့်အဝလေးထွက်လို့ခေါ်တယ်အဲ့ဒါကိုကျွန်တော်တို့ပြန်တိုင်းရတယ်ပြန်တိုင်းပြီးတော့တချို့ဆို30 microgram လာမီလီကျွန်တော်မှားရလို့ဒီပါ microgram ဒီကိစ္စကိုတော့30အားလေ100အားအထက်ဖြစ်လို့30အားထွက်တယ်ဆိုလို့ရှိရင်30ထွက်တယ်ဆိုလို့ရှိရင်တော့ဒီတွေ့ရခန္ဓာကိုယ်မှာရေးဖို့ရေးပဲရှိပြီဆိုတော့ခါကျဒီပိုးကိုဆက်နိုင်လို့တော့အရင်နေသွားပြီဆိုတာပြတယ်သူ့ရဲ့ဘေးနားလူကလူတော့လေဒီပိုးကလာတော့ရှိ HPN ရှိအဲ့လိုပဲရှိကောင်းရှိလို့ဒီဒါမဲ့သူစီမှာကာကွယ်မဲ့လူရှိပြီးသွားပြီစင်ကောက်စီအဖတ်ဆိုlike ခမ်နာခမ်းနိုင်စမ်းလို့ရှိရင်တရားရှိပြီဆိုလို့ရှိရင်တော့ဒီဟိုစားသူ့ရဲ့ဒီ state ထိုးတဲ့တော့ကresponse တော့ကောင်းပါပဲသူ့ရဲ့ဒီကလာတစ်စေထက်တော့အရင်တစ်စေထက်တော့ပူတော့အားကောင်းသေးတယ်ဒီကလာဒီဘောအမှုဆောင်မှာဟဲ့သူဖွေးလိုက်ပါတယ်ဖွေးတော့ကိုစီတန်ရှင်ကိုစတဲ့တော့ထောင်းပြန်အချွာအစီအမံကျွတ်မာဒီပတ်သက်ကတော့သူ့ရဲ့တက်တဲ့ရှောင်းမှာဒီဘောဝင်ဖို့က chance ရနေတော့ဆိုတော့ဆိုတော့ကျွန်တော်တို့လူများစုကတားကဘာလို့ကြလဲဆိုတော့တစ်ထောင်ကျော်ဖို့တားကလုပ်ကြတယ်။ဟောမစားစံ3 dose ကို3ချိန်ကိုသူတို့ကောင်းလေးထိုးကြတာ။ဘာလို့လဲဆိုတော့ဒီကတည်းကတစ်ထောင်ကဒီတမ်းတော့စွန့်စွာ။မဘယ်သူမှမစုကုနာတယ်တော့ရှာတမ်းအစီအခံစွန့်ပုံမှန်လိုပဲမိစုကတော့ခံပြီးဘူးဆိုတော့ကိုယ်စိတ် YouTube หลอดที่นี้ถ้าสับไตก็ với cái góc xuất mì cho sang trái câu là từ với các nặng sức nặng từ sang trái câu sẽ nặng đến và antibody không hiện xuất mì khác tầm thuộc tuần lâu thì anh đi xuất tuần là cái bên trong cho nó lấy thu để cho nó suy trong đặc biệt các cái này trong mà cho nó các khẩu thu để ví dụ như cái các khẩu thu để hảo antibody mình lúc mà nó sẽ bên này chỉ cái đó cho nó final year mà phía sẽ cái đó nó sẽ lâu về gì đấy các khẩu để thu để hảo nó sẽ lâu về gì đấyဒါပေမဲ့ကျွန်တော်ကကျတော့ဆေးရုံမှာလုပ်လို့ပဲဆိုတော့ခါကျတော့ဒီပိုးဆက်နိုင်မှုအချိန်လေးအများများတယ်ဆိုတော့ခါကျတော့ဒီမဆေးကကျွန်တော်တို့လုံးဝမလုပ်တော့ဘူး။မပြေခံကိစ္စအဟန်စွန်းစီတုံးရဲ့ brand မီစီတုံးရဲ့ဒီစီလန်ဟာတော်လုံးမျိုးစားတော့ထောင်းစုံရဲ့အချော့ဆွန်းနဲ့ဟာအဲ့ဒါတော့ထွက်တယ်ထွက်ရမယ်ဆိုတော့ခါကျတော့ကျွန်တော်ပြန်ချိုးတယ်ထိုးပြီးတော့ပိုင်းမှာပြန်စစ်လိုက်တော့ထောင်းတော့ကျော်သွားပြီ။မခစေ။ဒီဘိတ်ကဒီစွန်းနာဆိုဘိတ်ဒီစွန်းထားတယ်ဘိတ်ဒီစွန်းနာ我为同一种的查，就我为同一种的查的成绩不是的是这样子 ，antibody 的是不 ，antibody 是比较好呢，比如说，啊为公阿阿罗诺啊，公阿阿罗诺为看 booster dose 跟的，为看的成绩准，公沙阿罗诺啊，为看的成绩是很准，啊为弄个做比布卡，比布的话，啊能做个做比布，可不了就比较辛苦，可是啊。
ချိန်တော့နည်းနည်းဆောင်းရတယ်ဒီထိုးပြီးဘာလို့ဆိုတော့ခါကျတော့ကျွန်တော်တို့ save တွေကသူတို့ action လာဖို့ကျွန်တော်တို့ဟိုတကယ်တိုင်းစမ်းမှာအောင်ဥပမာ对，我马上请那个学生准 OK。但是前年呢，我不嘛白学生是半中切米，半中切米，他跟半中跟切那上下的，但是那个下楼，你手里看打好。伊早从阿姐那很准，那把那个乱的，那把主嘛都按照我的出来，嘛你我有个对方，那把那主看出来，嘛第二看这个今天把主嘛咯，这个来，艺术还是在不是好看的，我。Nanti mana pada orang tua kan jun, enjoy di kerja. Asal nanti ama kan sama jun ama kan lagi kau, doa ama makan deh, ucap deh, gua juga kan jangan deh suara si deh. Gua, oh kafe mau kiwa ya deh musuh dia, jadi kau boleh sih gak boleh sih deh. Wah, juga selalu ya, pasal cenderung siapa tu loh be, di顾问上内容嘛，小时候讲顾问上内容嘛，就呢都表现了嘛啦，就表呢，所以大家都先，第千年嘛，千阿三千就是阿三第个是40看，另外，OK，第摆个哩安牛的哩顾问在印尼嘛，个哩今晚呢。所以反正一啲嘢話嘛，保鮮嚟㗎啦，所以保鮮嚟嘅。就係咩估啦，所以嗰啲要估嚟我一陣呢嘢一陣買咗，哦，一陣呢嘢，而家就啲一陣買嗰啲嘢啊，啲啊話，阿邊啲咩嘅啦，今晚依家都講緊啲看，都阿咩啊，都係而家撒哈拉巴嚟啦，所以反正啲出咗嚟啦，出咗嚟啦，所以反正咯，啲出咗嚟嘅先。姑每次都选出主话被姑奶奶姑娘嘞，我出主意前面的些分子拍出来可能看到，那点出主意前面的些分子拍出来可能看，把了分子阿帮咁嘢，我哋先关注佢嘅阿帮咁嘢，阿兩個 spam 送出些都移動，是些看比賽，分子就能嘅就分別咯，就這個也好，這個被嘛分析樣子咯。啲都嘢嘛是嘅，都嘢點嘛是嘅，布類啊，多落咩？他們嗰啲是嘛啫咯，對於咯，呢個嚟交代嘅嘛，其他說咯，啲嘢話嘢有都分下嚟，不是嘅，千包啲一錯，你都未嘅，買啲嘅，你哋屬於小眾，啊，點解你得拿嚟烏馬嚟多加倍俾啊？แต่เมื่อหลังเนี่ยแต่เขาดิฉันรู้เยอะเลยไอ้ที่เขาเนี่ยไอ้เช่นสิ่งที่เด็ดขาดเลยแต่เขาจะบอกมาที่บอกเดี๋ยวมาสปาบอกไอ้เช่นที่นี่สปาเลยตัวตู้ไปไหนนะตู้พี่บอกไปไหนนะมองมาตู้ไปอะไรดีก็เสียจนมาหนูขันสิ่งที่เราพงหน้าเลยพอลงเลยเรายิ้มบ้างเลยพงหน้าเลยสิ่งว่าไอ้เกี่ยสิ่งนี้所以大家ไอ้ตัวอย่างเนี่ยสิ่งที่เรากู้ไหนเนี่ยสุดาเราเชื่อไหนก็รอมาเลยเนาะ这个剧的这个第一个搞的对了我。เวกูว่าโหสิ่งที่นี่จ้างหายพูดเลยโมจุดนั้นสิ่งก็จุดนูเริ่มได้ตรงนี้แรงเราขึ้นจนผู้มาก็หาตาไปกันชิบเลยนะนี่ก็เลยว่าปากเอ็นคอถอดตุกเลยถอดตุกเนี่ยปุยตัวเปียกก็ปากถอดจุดหายเลยเสียงเพราะว่าต้องถอดตุกตุกเลยก็สับดีไล่ดีบอมตุกก็จะไอ้ตุกเปียกก็asal nanti atai sehingga malu apa tu sudah top dengan sebut sudah tak ada game kan jadi nak tu betul solusi thong tu pasti bisa kan low nanti physical by most nanti saya by saya kan ki ador tu bisa kan top nanti pada musuh siapa jentu naik siapa tu kan ki kinsi pukul tangai kau tu ni kau jentu tu ni semua cinta kau iso nafsuဒါလေးကိုဖတ်ပြီးတော့ကျွန်တော်တို့ကလေးတွေပြုစုတဲ့ခါကြလို့ရှိရင်ဒီစနစ်မှန်မှန်လေးနဲ့ထူလို့ရအောင်ဥပမာကျွန်တော်တို့မျက်စိရောင်ရမ်းဒီထွက်တယ်ဆိုတာကလေးတွေဖြစ်တာများတယ်အဲ့လိုမျိုးအဲ့ချိန်ကြလို့ရှိရင်ကျွန်တော်တို့တွေတချို့ဆိုလို့ရှိရင်ဒီမျက်စိပင်နာရောင်ပြီးဆိုလို့ရှိရင်ဘာလို့ပြရတော့ရှိတယ်ဆိုတော့ကြတော့so I think ဘယ်လိုလဲ
มาถึงบางคนเราดึงสลายโอ้ถึงหักเชียร์พักพันธุ์ส่วนดินทาที่อ่ะถ้าดีลักษณะเลยชีดาวิโซลูชันโอเคจะนอกยกอย่างเนี่ยที่พัฒนาตรงนี้อันเช่นนี้จะเป็นจีอ่ะแต่ละก็เลยเลยมาคิดတဲ့ Android โอ้ဒီကလေးတွေဒီ Android ရှိပြီဆိုလို့ရှိရင်တခုခုဒီလက္ခဏာတွေရှိပြီဆိုချက်ချင်းစေးရုံဆရာဝန်စီတော့ပြရမယ်ဆိုတဲ့လက္ခဏာလေးတွေဟောအသက်ရှူခက်ခဲနေတယ်စေအန်ထိုအန်တို့မောသူတို့အသက်ရှူတဲ့ခါမှာအတန်နေတာလေအဲ့လိုမျိုးအတန်တွေနေတယ်ပြောချင်တခုကြတော့အဲ့လိုမျိုးအတန်တွေပြီးလာတယ်အဲ့လိုပြီးလာပြီကလေးရဲ့နှာခမ်းတွေပြလာပြီဆိုလို့ရှိရင်ချက်ချင်းစေးရုံသွားဖို့လိုတယ်စေယုံသွားပြီးတော့ oxygen တွေပေးဖို့လိုတယ်။မာတီကဝင်ချင်းတို့ဆိုလို့ရှိရင်အသက်ရှူစဉ်ဒီအရင်ပဲအောက်ဆိုင်ဝင်ချင်းတော့အန်ထုံးတို့ဒီအဖြစ်ဘာသာအန်နာရူကာပတိကေဘာအန်နာရူကာပတိခါတဲ့စီစကလည်းlike အန်လူခေါအန်ထုံးတို့ဒီအဖြစ်ဝါဒီခေါဘာသာအန်ထုံးတို့အနေစားတော့စားမှစတော့မောပြီးလို့ရှိရင်တက်နေဆိုတာကလေးတယောက်နှုတ်ကတော့စံအရင်တက်လာပြီးကလေးတယောက်အရင်တက်လာပြီးဆိုလို့ရှိရင်ပြီးလို့ရှိရင်ဖြားတယ်ကိုအေးဆက်နေတယ်ကျွန်တော်တို့ဖြားတယ်ဘာလို့တက်လဲဆိုတော့ခါကျတော့တွေးဖောက်တာမဟာဖန်ချုံလို့ရင်းစလိုက်မောတွေးဖောက်တာပြီးလို့ရှိရင်မကလောက်ဖြစ်တာဇီယာဟိတေတီတုတ်ခိုက်တယ်ဘာလို့တီလုံးတုတ်တာချာအတီဇေကတလိုက်အတက်လီမီကတော့အဒမ်တာကောမောဇေရီအက်ရှင်ဒစ်ဆိုတော့ခါပြေလာတယ်အတက်လီမီအဒမ်တာကောစတဲ့ဒီတွေအကားနေတဲ့စင်ယောဂကူးနိုင်တယ်ပြီးလို့ရှိရင်ဒီမကလောက်ဖြစ်တဲ့အရာတွေယောဂအနိုင်ကူးနိုင်အဲ့ဒါအရင်ရေးကြည့်ပါတယ်ဘာသာအချင်းဟာစိတ်ဟာစပေါ်တော့လို့ဒီပေါ့ကျွန်းအန်တအလင်းတုတ်တဲ့စီမံကိန်းငယ်လို့ဆိုရင်ဘာလို့ရတယ်ဆိုတော့ခါကြတော့ဒီပတ်တက်ပြေလို့ရတယ်ဒီပတ်တက်ရဲဆိုတာကျွန်တော်တို့အယူကချင်းတဲ့အယူကလည်းဆိုတော့ခါကြတော့ကလေးဖြားပြီဆိုလို့ရှိရင်ရေလုံးဝမထိရဘူးရေနဲ့လေနဲ့လုံးဝမထိရဘူးအဲ့လိုပဲတွေးတာဟောကဲလို့လေခိုင်ခါတော့ကန်အချက်ပြေအတဟာဒီတက်ခေါ်တော့တဲ့အချက်တုတ်ငယ်မခါဖန်ဒီစတော့ဟောzeker en zo is het zo die van die jai out je die jai out je die bouw jai je dus die leken jai je ook die shushui je net ook weer ja jai en jai je ook maar die kan misschien doen dus je zeg maar dus een jai kan leren je ook die chat zo de situatie zo en nu pot zo niet tu ame wat wij nee maar zie dan maar tu je kan zeggen wat dat is zo maar dat je zo dat gaat dan die chat je tu al zoပြီးတော့ပေးရမှာဒါပေမဲ့ဒီတွေးထွက်နေတယ်ဆိုလို့ရှိရင်တော့ဒီချက်ကြိုးကအသေးကနေတစ်စင်တောက်လျှောက်တစ်ခါလေးတွေးသွားတာအဲ့ဒါအရင်လေးကြည့်တယ်ချက်တွေမှာဂျေဆူကပြည့်တရားဖြစ်တယ်ဆိုလို့ရှိရင်ချက်ချင်းဆရာကိုပြောပြပေးမှာပေါ့ပါတီကဝင်ချင်ဘူးဆိုအတန်ကိုဆိုအောက်ပါအချင်းနေဖြစ်ပေါ်ပါကဆေးရုံစိတ်ခံစမှာမြန်ဆုံးသွားပါစေမေချုံဖတ်ချက်ဆောက်ပါမယ်ဒီပေါ့ဖတ်ချက်ဆောက်ပါမယ်ဒီဖတ်ချက်ဖတ်လို့ပြီးကလေးအရင်သေးတယ်သေးနေတယ်ဆိုလို့ရှိရင်ဒီကလေးကချက်မပြည့်ပဲမွေးတာလားဒါမှမဟုတ်ရှင်ရက်ပြည့်တာနဲ့အာဟာရမပြည့်ဝလို့မွေးတာလားဟောဒီအတူဆိုစမာလီယာပူတော့တဲ့ခံဗိုက်တာမင်တွေပဲတော့တာမဗိုက်တာမင်ကအစကုတ်ဆုံးရင်နိုင်ခါလေးကတိကိုအိဆိုတာဟောဘာကလေးတွေအဲ့ဗိုက်တာမင်ကိုအများတိုက်ကျွေးစီစင်ပါလေကလေးတွေအတွက်အရင်လိုအငယ်ငယ်လုံးမှာဗိုက်တာမင်ရှိတာနဲ့မရှိတာအများကွာပါလေမောအတေကအဲ့ဒါဆက်ပြောချင်တယ်ပြီးလို့ရှိရင်ကလေးကနိုးမဆူနိုင်တော့ဘူးအကြည့်ပြပေါ်မှာခုလေးတွေအကြည့်ကြည့်ခုလေးတွေအမှားလေးတွေပေါက်လာပြီဆိုလို့ချက်ချင်းသိအောင်ကြားမယ်ပြီးလို့ရှိရင်ဒီချက်တော့ဝိုက်ပေါ့နော်ဖြတ်ထားတဲ့ချက်ကျိုးတွေပါလေနီလာပါရှိလို့ဆိုလို့ရှိရင်မျက်စိကနေပြေးထွက်ရင်အသားဝါနဲ့ဖြူဖက်ဖြူရောဖြစ်ရင်အသားကလေးလေးတွေကအသားရဲဝါတက်တယ်တချို့ဆိုလို့ရှိရင်အသားဝါတော့ကျွန်တော်တို့နေထဲမှာ plan နေထဲမှာ plan လာတော့ကောင်းတယ်ဒါပေမဲ့စနစ်တကျမနှမ်းတတ်ဘူးမသိခါဒီလာတဲ့ဒီစလိုက်ပေါ့အဲ့ဒါတချို့ဆိုလို့ရှိရင်ကလေးအသားဝါတဲ့ကလေးတိုင်းကိုပြင်နိုင်တယ်ဆိုရင်ဆေးကိုသွားပေးရအောင်လုပ်ပါမယ်ပေါ့မကစီအခက်တည်းဆိုတဲ့ကတိုင်းနဲ့တော့ဟာဒီကခါလေးကဒီဆိုတော့ဟာဒီတေကစီတော့ရှင်းကြတယ်ဟာတော့ဆိုတော့မတေးရဲ့အခြားလိုက်တဲ့အမြင်လိုက်နိုင်ရန်ချက်များဖြစ်ကလေးငယ်များနေမကောင်းဖြစ်တဲ့အခါအစာမကျွေးခြင်းအစားအစာရှုပ်ကျွေးခြင်းမပြုရကလေးမစားခြင်းဒီတိုင်းရှုပ်မွေကျွေးပါတစ်ချိန်နေပမာဏနေနေခဏခဏကျွေးပါစေဘာမှချန်ဇိုးတဲ့တမ်းတာခိုင်ဖိုက်တင်တဲ့ဇေဝပက်ဘောဘောကန်ချက်တော့နာဘာတိရုံတော့ဘာမှစတာဟာချန်ဇိုးတန်ကစီယာန်ဇွန်ဘာဟာချအပုံချုံကန်ယောဂအတော့ဖို့
รักกับตั้มปีส่วนเขาทุกขณะจะสุดเขามาขั้นตัวละมาอะไรเสียส่วนอันการในการดูรู้หลอกมาชอบของฮาริเซ่โม่หากเชื่อตัวเสียขั้นส่วนดีขัดยังไปทุ่งรถไอ้ขั้นส่วนไปรถมันก็รถไอ้ฮาริเซ่ไปขัดแปะตั้งตัวแปะวันโตกินแปะขาโม่รู้สึกนู้สุกเลยเนี่ยผมไม่เคยนู้สใจว่าอาชีพผมใจแบบนี้หากเชื่อพวกลูกหลอกเขาที่มีหากเชื่อให้ได้อันตัวเสียขั้นส่วนเรียกกันลงเรียกให้ตัวมาดีขั้นอาชาไปอยู่จนแค่รูปตั้งหากเชื่อทุกหลอกดินเดียวเสียขั้นส่วนนุกขาตั้งปีดิบแบบนี้นุกแรงอาชามีแบบจะเป็นเรสนุกแรงอาชามีเรสสิ่งนั้นของเราแบบจะเป็นสิ่งนั้นของเราพวกมาดีขั้นตั้งเดียวเป็นแบบนี้ส่วนพวกเราต้องการนั่นแหละถ้าเฉยๆอันนี้ต้องนับว่าแค่追你价จะจริงกู追你รู้ป่ะสิอันบุญดังขาดีอันบุญดังขาดีอันนี้เดี๋ยวสิเขาจะเชื่อคุณมาหักเชื่อพวกขาถาอุ้มสุขถาบาตุมาถาบาตุนี่ขาซีอินมาโรลอินมาท่าดินจันเอามาถาเราต้องมีขาท่าดินจันเราเสียทั้งสุขภาพเสียดีครับ PEM เป็นกรีน nutrition อาหารพิวาเรามีกรีนหักเสียอักษรเขาอาหารพิวาเรามีหักเสียอักษรซึ่งอาศัยจากเรื่องสังคมเสียจนอัตุเลตุจุนปีและอัตุเลตุจุนปีไรทั้งเขาเสียเราต้องมาหัวกับสังคมอีกสิ่งจน